မင်္ဂလာပါခင်ဗျာဒီကနေ့ဒီဗီဒီယိုမှာကျွန်တော်မျှဝေသွားမယ့်အကြောင်းအရာလေးကတော့ YouTube ကဗီဒီယိုဖိုင်တွေကိုဘာ software ဘာ program အသုံးမပြုဘဲနဲ့ဘယ်လိုမျိုး download ပြုလုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ကမျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူ live ပြီးတော့ကြည့်လိုက်ကြရအောင်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့က YouTube ထဲကိုဝင်လိုက်ပါအခုလိုမျိုး YouTube ထဲကိုရောက်ချိလာပြီဆိုရင်ကျွန်တော်တို့ကကို down မဲ့ဗီဒီယိုဖိုင်ကိုအရင်ဆုံးရှာမှာဖြစ်တယ်တကယ်ချင်းတို့ကတော့တကယ်ချင်းတို့ down မဲ့ဗီဒီယိုဖိုင်ကိုရှာပါဆိုတော့ကျွန်တော်ကတော့ဒီမှာကျွန်တော်ရဲ့ YouTube channel ထဲကပဲကျွန်တော် download လုပ်ပြမှာဖြစ်တယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကကို down မဲ့ဗီဒီယိုဖိုင်ကိုရှာရမယ်ဆိုတော့ကျွန်တော်ကဒီမှာနမူနာအနေနဲ့ကျွန်တော်ဒီမှာဒီဗီဒီယိုဖိုင်လေးเนาะဒီဗီဒီယိုဖိုင်လေးကိုကျွန်တော် download လုပ်ပြမှာဖြစ်တယ်ဒီနေရာမှာတော့တကယ်ချင်းတို့ကကို download လုပ်မဲ့ဗီဒီယိုဖိုင်ရှာတွေ့ပြီဆိုကျွန်တော်ဖွင့်လိုက်ပါမင်္ဂလာပါခင်ဗျာโอเคအခုလိုမျိုးကို download လုပ်မဲ့ဗီဒီယိုဖိုင်ကိုဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာရှိနေတဲ့အခုကျွန်တော်ထားပြတဲ့ဒီမှာเนาะမြား icon လေးနဲ့ကျွန်တော်တို့ share ဆိုတဲ့ icon လေးရှိတယ် share ဆိုတဲ့ icon ဒီမြားပုံစံလေးကျွန်တော်နှိပ်လိုက်ပါပြီးရင်ဒီမှာရှိနေတဲ့ copy link ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့က YouTube ထဲကနေထွက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ Google Chrome လေးကိုသွားမယ်ဆိုတော့ကျွန်တော်တို့ Google Chrome ဖွင့်လိုက်မယ်โอเคအခုလိုမျိုး Google ရဲ့စာမျက်နှာတွေကိုရောက်ရှိလာပြီဆိုကျွန်တော်တို့ကဒီ Google ရဲ့ရှာဖွေ task bar မှာကျွန်တော်တို့ရိုက်ထည့်ရမှာက YouTube download ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်လိုက်ပါโอเคအပေါ်မှာပေါ်နေပြီเนาะဒီမှာเนาะကျွန်တော်အခုထောက်ပြတဲ့အတိုင်း YouTube download ဆိုပြီးရိုက်ထည့်လိုက်ပါโอเคဒီအဆင့်ကိုရောက်ရှိလာဒီအဆင့်ရောက်ရှိလာပြီဆိုတကယ်ကျွန်တော်ဒီမှာကြည့်နေတာအခုကျွန်တော်ထားပြတဲ့ဒီ link လေးเนาะဒီ link လေးကိုထပ်ပြီးတော့နှိပ်လိုက်ပါဆိုတော့ဒီစာမျက်နှာကိုရရှိလာဒီစာမျက်နှာကိုရရှိလာပြီဆိုကျွန်တော်တို့ကခုနက copy ယူလာတဲ့ဗီဒီယိုရဲ့ link ကိုကျွန်တော်ဒီအခုကျွန်တော်ထားပြတဲ့ဒီ another root ဆိုတဲ့ဘောက်လေးထဲမှာကျွန်တော်ပိတ်ချပေးလိုက်ပါပြီးရင်ကျွန်တော်တို့ခဏလေးစောင့်ပြီနော်ဒီအဆင့်မှာတော့ခဏလေးသိခံပြီးစောင့်ပေးပါကိုယ့်ရဲ့ဖုန်းမှာသုံးနေတဲ့အင်တာနက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အနည်းအမြန်တော့ကွာပါတယ်ခင်ဗျကျွန်တော်ဒီဘေးကမြားလေးကိုမြား download icon လေးကိုမြားပုံစံလေးကိုနှိပ်ပြီးလဲရအောင်နော်ဆိုတော့ကျွန်တော်ခဏလေးစောင့်ပေးမယ်โอเคအခုလိုမျိုးကျွန်တော်တို့ပေါ်လာပြီဆိုရင်ဒီမှာเนาะအခုကျွန်တော်ထောက်ပြတဲ့ဒီအောက်မှာเนาะ download button လေးနဲ့ကျွန်တော်တို့အဲ့ဒီအစိမ်းရောင် button လေးเนาะ download ဆိုတဲ့ဒီအစိမ်းရောင် button လေးကိုတစ်ချက်နှိပ်လိုက်ပါဒီလိုမျိုးပေါ်လာကျွန်တော်တို့ကပတ်ကီလေးနဲ့ပြန်ထွက်ကြည့်နော်ပတ်ကီလေးနဲ့ပြန်ထွက်လိုက်မယ်ပြီးရင်ပြန်နှိပ်မယ်နော်အခုလိုမျိုးကျွန်တော်တခြား site ထဲရောက်ရှိသွားပြီဆိုကျွန်တော်ဖုန်းရဲ့ပတ်ကီနဲ့ပြန်ထွက်မယ်ပြီးကျွန်တော်ထပ်နှိပ်မယ်နော်အခုကျွန်တော်ထောက်ပြတဲ့နေရာလေးထပ်နှိပ်မယ်ကျွန်တော်ပတ်ကီနဲ့ပြန်ထွက်မယ်โอเคဒီစာမျက်နှာရရှိလာပြီဆိုတော့ကျွန်တော်ဒီမှာဒီနေရာထဲမှာခဏလေးတိကျအောင်ထပ်ဆောင်ပေးနော်โอเคဒီမှာကျွန်တော်တို့ download video ဆိုပြီးတော့ပေါ်လာပြီအခုကျွန်တော်ထားပြတဲ့ဒီမှာเนาะအစိမ်းရောင် button လေးနဲ့ download video ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးဒီမှာတကယ်ချင်းတို့ကတော့တန်းပြီးတော့ကျွန်တော်တို့ down သွားလိမ့်မယ်เนาะကျွန်တော်ကတော့ဒီ video file ကျွန်တော် down ပြီးသားဖြစ်တဲ့အတွက်နောက်တစ်ချိန်ထပ် down ခိုင်းတာဆိုတော့ကျွန်တော် download again ဆိုတော့နှိပ်လိုက်မယ်โอเคဒီမှာเนาะအပေါ်မှာဒီမှာเนาะခုနကကျွန်တော်တို့ download လုပ်လိုက်တဲ့ video file လေးရောက်ရှိလာပါပြီဒီလောက်ဆိုရင်တော့အားလုံးပဲအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲအဆင်ပြေပါစေခင်ဗျ